ဒါကတော့ပရိသတ်တယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရမှန်ဇလန်းတွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမှတ်တရဖြစ်ပြန်လည်တင်ဆက်ပေးပါမယ်ဓမ္မယုံကိုခုနှစ်ပတ်ပတ်ရင်အတုပချတာမြင်ရမယ်လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကပေါ့ကျွန်တော်အသက်10နှစ်အရွယ်ရာဟုကျောင်းမှာကျောင်းသားဖြစ်နေခဲ့ရတဲ့ကာလတွေပေါ့အဲ့ဒီခေတ်ကရွာတွေမှာရွှေလဝအစာကြေးစီဒဏ်ကြေးစီတွေလာရောက်တဲ့စေးတဲ့အဖွဲ့တွေခဏခဏရောက်လေရှိတယ်သူတို့လာရင်ဟုံးတီးတန်တချင်းတန်တွေနဲ့မို့ရွာလေးကစီကားသွားတဲ့စမြဲပဲတညနေခင်းမှာတော့နေဝင်ရီတရောအချိန်မို့ပတ်ဝန်းကျင်တစ်ခုလုံးဝါချင်းချင်းအယောင်တန်းနေတယ်ကျွန်တော်ရဲ့ကျောင်းသားတငယ်ချင်း၄ယောက်ရဲ့ဘောလုံးကန်လို့ကောင်းနေတော့ကျောင်းဝင်းထဲကိုလူစိမ့်3ယောက်ဝင်လာကြတယ်ပခုံးမှာလွဲကိုစီနဲ့စေးတယ်တွေပေါ့နောက်ရဆက်သွားရင်မှောင်တော့မယ်ဒီညတော့ဒီကျောင်းမှာပဲသိခွင့်ပြုပါဖေရလို့ဥဆောင်လာတဲ့လူကဆရာတော်ကိုရှောက်တင်တော့ဆရာတော်ကဖွင့်ပြလိုက်တယ်သူတို့ဖွဲ့ထဲမှာမျက်နှာတွဲတွဲနှာတံပေါ်ပေါ်နဲ့ဦးလေးကြီးတယောက်ကစကားပြောကောင်းတယ်ကျွန်တော်တို့ကလည်းအင်ဂျီဂျိတ်ကလေးတွေကိုလက်ညှိုးပေါ်တင်ပြီးတော့ဟိုဘက်ဒီဘက်ရွှေ့ပြတဲ့လက်လက်ပြောက်ွက်လေးတွေပြတယ်ကလေးတွေဆိုတော့သဘောကျပြီးတော့ဝိုင်းကြည့်ကြတာပေါ့ညနေဆောင်တော့ထမင်းစားဖို့ပြင်ကြတယ်ကျောင်းသားတွေစားမယ့်ဟင်းကနဲနေတာမြင်တော့သူတို့ကစေတနာနဲ့လက်ဖက်တုပ်ကျွေးရှာပါတယ်ထမင်းစားပြီးတော့သူတို့အိတ်ဖို့အတွက်ဓမ္မယုံအဟောင်းဘက်ကိုဆင်းသွားကြတယ်အဲ့ဒီချိန်ထိတော့အရာအားလုံးကပုံမှန်ပါပဲညလေအေးအေးလေးတိုက်နေပြီးတော့လာရောင်ကလည်းတာနေတော့ဒီညဟာငင်းချမ်းမဲ့ညာလို့ပဲထင်ခဲ့တာတကယ်တမ်းငရဲကန်းကအခုမှစတော့မှညနေတကောင်ရအချိန်ရောက်တော့ကြွားကြီးတိတ်သွားပြီဘုန်းကြီးကျောင်းဝင်းကြီးကကျယ်ဝန်းပြီးတော့တစ်ပင်ကြီးတွေအုံဆိုင်နေတော့ညဘက်ဆိုပို့ပြီးတော့တိတ်ဆိတ်ချောက်ချားစရာကောင်းတယ်ဆေးရောင်းတဲ့အဖွဲတဲကမျက်လက်ပြတဲ့ဦးလေးကြီးကဘာသာကြီးကန်းဆိုင်နေနေရာပြောင်းရင်အိတ်မပြောတတ်လို့ဆိုပြီးဓမ္မယုံထဲမှာဖြောင်းနိုင်မီကိုမိန်မိန်လေးထွန်းပတိစရင်မြစ်တာတော့ရွတ်ခတ်နေတယ်ကျန်တဲ့နှစ်ယောက်ကတော့ဟောက်တန်တစ်ခေါခေါနဲ့အိတ်ပြောနေကြပြီမြစ်တာတော့ရွတ်နေရင်ဦးလေးကြီးရဲ့အာယုံထဲမှာတိတ်ဆိတ်လို့နဲ့ပတ်ဝန်းကျင်ကရုတ်တရက်ပြောင်းလဲသွားတယ်ခွေးဥတန်တွေရွာလမ်းမှာဘက်ကနေစပြီးအိုလိုက်တဲ့ခွေးတန်တွေကကျောင်းဝင်းထဲထိကူးဆက်လာတယ်တာမန်ခွေးဥတာမျိုးမဟုတ်ပဲတစုံတစ်ခုကိုကြောက်လန့်ပြီးတော့အော်ဟစ်နေတဲ့အတန်မျိုးဦးလေးကြီးကြက်သိမ်းမွေးကြီးနေထလာတယ်သူ့ပတိကိုတင်းတင်းဆုပ်ပြီးတော့အပြင်ဘက်ကိုလှန့်ကြည့်လိုက်တယ်။ဒါကြောင့်အောက်မှာမင်းကလေးတစ်ယောက်ကျောင်းဝင်းလမ်းမတိုင်းလမ်းလျှောက်လာနေစပင်ရှည်ကြီးကိုဖားလျားချထားပြီးခေါင်းကိုငိုင်းဆိုင်ချထားတယ်။ခြေလမ်းတွေကနှေးကွေးပင်မဲ့မြေကြီးနဲ့ထိတဲ့အတန်မကြားရတယ်လို့ပဲ။ဟာဒီအချိန်ကြီးဘယ်သူများပါလဲ။ဦးလေးကြီးစောင့်ကြည့်နေတော့မှပဲအဲ့ဒီမင်းကလေးကဓမ္မယုံရှိရောက်မှရက်လိုက်တယ်။ပြီးတော့ခေါင်းကိုဖြည်းဖြည်းချင်းမော့ကြည့်တယ်။ဒါကြောင့်နဲ့မြင်လိုက်ရတဲ့သူမရဲ့မျက်နှာကသူ့ပြော့ပြီးတော့မျက်ကွင်းတွေကညိုမဲနေတယ်။သူမကဓမ္မယုံမိဖို့ခံဘက်ကိုဥတီသွားတယ်။မိဖို့ခံတကားကမှန်တကားတောက်ကတ်ထားတာဦးလေးကြီးတေချာသိတယ်။ဒါပေမဲ့ဒီမိန်းကလေးကတကားကိုလက်နဲ့တွန်းမဖွင့်ပဲကိုဖြောက်တယ်လို့တကားကိုဖောက်ပြီးတော့ဝင်သွားခဲ့တယ်။ဖះဦးလေးကြီးအာမေဒိတ်တန်နဲ့အွန်လိုင်းမိတယ်။အဲ့ဒီအချိန်မှာပဲမိဖို့ခံတွေကအတန်တွေထွက်လာတယ်။အိုးတွေခွက်တွေပြစ်ပေါက်တန်အကန်တွေကွဲတန်လူအများကြီးချက်ပြုတ်နေတယ်လို့စူညံပေါ်လို့ရိုက်သွားတယ်။ဦးလေးကြီးလည်းအိပ်ပျော်နေတဲ့တင်ငယ်ချင်းနှစ်ယောက်ကိုအတင်းလုံလို့ပြီးဖြစ်ချောင်းပုံစံပြောပြတယ်။သူတို့၃ယောက်မိဖို့ကမ်းဘက်ကိုကြောက်ကြောက်နဲ့တွားကြည့်ကြတယ်။ဓမီနဲ့ထိုးကြည့်လိုက်တော့ဘာလူမှမရှိ။ကခံတွေအိုးတွေကလည်းနေရာမပြတ်ပုံတက်နေတဲ့အတိုင်းပဲရှိနေတယ်။ဒါပေမဲ့နေသူတဲမှာတော့ပုတ်အနံစိုးကြီးတစ်ခုရနေတယ်။သူတို့၃ယောက်ဓမ္မယုံတောက်မှကက်မနဲ့မိုးလင်းတဲ့အထိတုံတုံရင်ရင်နဲ့ထိုင်နေခဲ့ကြရတယ်။မနဲ့၄နာရီအုံပေါင်းခုတ်တန်ကြားမှသူတို့အသက်ရှူချောင်တော့တယ်။မိဖို့ကမ်းထဲကိုဝင်မျက်နှာတစ်ထမင်းချက်ရဲ့ညကအကြောင်းကိုပြောကြတော့ဆရာတော်ကြွလာတယ်။တကားတော့ညကမအိပ်ရဘူးမလား။ဆရာတော်ကမေးတော့သူတို့လည်းအဖြစ်မှန်ကိုရှောက်တင်ကြတယ်။အဲ့ဒီတော့မှဆရာတော်ကတက်ပြင်းချရင်ဒီเจ้าဟောင်းရဲ့တမိုင်းကိုမိတ်နေဒီဓမ္မယုံကအရင်ဆရာတော်လက်ထက်ကလေးကနာမည်ကြီးกว่าအရင်ကပြိုပြက်လူနေပါဖြစ်နေတာည7:00နာရီမှာဒီဓမ္မယုံကို9ပတ်ပတ်ရင်နေရံပေါ်မှာအတုပချနေတဲ့ပုံရိပ်တွေကိုမြင်ရမယ်ဆိုတဲ့စကားတောင်ရှိတယ်။အရင်တစ်ခါကဂျွာတွေကလူငယ်ကာလာသား6ယောက်လူစွမ်းကောင်းတွေပေါ့မယုံဘူးဆိုပြီးအရက်တွေတောက်အားစေးတွေစပြီးလာဆန်းကြတယ်ည10:00နာရီလောက်ကလေးကအတန်တွေကြားနေကြပြီမဲ့သူတို့ကလူများတော့မကြောက်ကြဘူးည12:00နာရီတိတိချင်းသူတို့6ယောက်ဓမ္မယုံကိုစပြီးတော့ပတ်ကြတယ်တစ်ပတ်နှစ်ပတ်သုံးပတ်လေတွေကျန်းလာတယ်ခွေးဥတန်တွေစူညံလာတယ်ခုနှစ်ပတ်ပြီးကနီးမှာပဲအဖွဲတဲကတယောက်ကရုပ်ပြက်ရက်သွားတယ်သူ့ခန္ဓာကိုယ်ကတောင်ကနေဖြစ်သွားပြီး
မျက်လုံးတွေကရဲကနေဖြစ်သွားတယ်မင်းတို့ဘာသိကျင်တာလဲဘာမြင်ကျင်တာလဲအတန်ကအဲ့ဒီလူငယ်အတန်မဟုတ်တော့အကွဲကွဲအတန်ကြီးအပူခံထားရတဲ့သူကဓမ္မယုံနေရန်ကိုလက်ညှိုးထိုးပြတယ်ကြည့်လိုက်ဟိုမှာကြည့်လိုက်သူပြတဲ့နေရန်ပေါ်မှာအရေးမဲတွေကရုပ်ရှင်ပြတယ်လို့ပေါ်လာတယ်လူတိုင်းရှေကြီးကခေါင်းကိုက်ဆိုင်ချပြီးတော့လမ်းလျှောက်နေကြတယ်သူတို့ပခုံးပေါ်မှာထမ်းထားတာကအမဲရောင်အခေါင်းကြီးတစ်ခုအခေါင်းထဲကနေလက်မဲတွေထွက်လာဒီလူငယ်6ယောက်စီကိုလှမ်းခေါ်နေတယ်လို့မျိုးလူငယ်တွေသွေးပြက်ပြီးတော့ပြေးဖို့လုပ်တော့အပုခံထားရတဲ့ကောင်ကရှေ့ကပိတ်ရက်လိုက်တယ်မပြန်နဲ့မင်းတို့မပြန်ရဘူးငါတို့နဲ့လိုက်ခဲ့ကြကံကောင်းလို့ပေါ့ဆရာတော်ကအော်ဒန်တွေကြားပြီးဆင်းလာလို့သာမြစ်တာဘိုးအမျှဝေပြီးတော့တောင်းပန်လိုက်မှအပုခံရတဲ့ကောင်လဲကြပြီးအားလုံးထွက်ပြေးနိုင်ခဲ့ကြတာနောက်ပိုင်းဆရာတော်ကအဲ့ဒီဓမ္မယုံကိုဖြိုချပြီးတော့အစ်စ်ပြန်ဆောက်လိုက်တာပဲဒါပေမဲ့ဆရာတော်ကစကားဆက်တယ်အဆောက်အဦသာပြောင်းသွားတာနေရာကဒီနေရာပဲလေပထိန်ခင်းလို့မုံနေထားရင်ညဘက်ဆိုမုံတွေကကျက်ပတ်ထားတာခဏခဏကြုံရတော့မယ်ကျွန်တော်တို့လည်းဆရာတော်ပြောပြတာကိုနားထောင်ရင်စက်သိန်းတွေထားလို့ပေါ့ဆေးရောက်တဲ့ဦးလေးကြီးတွေကတော့မနှက်စာတောင်ပြီးအောင်မစားနိုင်ဘူးပစ္စည်းတွေသိမ်းပြီးချက်ချင်းပဲကျောင်းကနေထွက်သွားကြတော့တယ်ခုချိန်မှာတော့အဲ့ဒီဓမ္မယုံကိုပြုတ်ပြင်းမွမ်းမံပြီးနေတိုင်းပထန်းရွက်တန်တွေနဲ့စီကားနေပါပြီဒါပေမဲ့တခါတလေညနေတကောင်းရံတွေဆိုရင်တော့ဓမ္မယုံဟောင်းနေရာစီကနေခွေးဥတန်လိုလူအုပ်ကြီးရဲ့ရှိုက်ငုံနေတဲ့အတန်လိုအတန်တွေကိုလေအဝတ်မှကြားနေရတော့ပါပဲဗျာ